အဲ့ဒါဒီကကျမတော့ကြားတာလေဒီစီးပွားရေးလုပ်ငန်းတွေမှာပုံကွန်ပျူတာဆိုတော့အရင်သုံးတဲ့ energy drink ကိုတက်နိုင်သွားတယ် ပြင်အရာတွေကို control လုပ်လို့မရဘူးကိုယ့်ရဲ့စိတ်ကို control လုပ်လို့ရတယ်ပေါ့အဲ့ဒါကိုဒီကြားတယ်ညီမတို့ဘဝမှာဖြစ်နေတဲ့ဆရာပြောလို့ကောင်းတဲ့အရာမရှိဘူးဆိုးတဲ့အရာမရှိဘူးကိုကြည့်တဲ့ပုံပါပဲကိုဒီရေပေါ့နော်အဲ့ဒါညီမအခုလက်တွေ့သုံးချတယ်ကြိုက်တယ်ပေါ့တကယ်ချင်းတွေထဲမှာဝန်ထမ်းတွေထဲမှာအဲ့ဒီ like dislike နဲ့ပတ်သက်တဲ့ဟာပေါ့နော်သူတို့ကိုယ်တိုင်လည်းဖြတ်ရမယ်ဆိုတာသိတယ်ဒါပေမဲ့သူတို့မဖြတ်နိုင်ဘူးအဲ့ဒီဟာကိုကျွန်တော်လုံးဝကူညီပေးနိုင်မယ်လို့ထင်တယ်ဆရာmetaphor ကိုတွေ့သွားတယ်အဲ့ဒါအားလေညီမတို့ marketing မှာအရန်အသုံးဝင်တယ်အရင်ကတည်းကလည်းအဲ့ဒီ method ကိုမသိဘဲနဲ့သုံးနေမိရပေါ့နော်ဒါပေမဲ့အခုတိတိကျကျကိုရသွားတယ်အမြဲတမ်းသုံးဖို့အတွက်တော့ contact တွေအများကြီးပဲရသွားပြီကြာသူတို့ရမကောင်းတဲ့အချက်တွေကိုညီမတို့ကသိနေတာဆိုတော့ဆွဲထုတ်လိုက်တယ်ထုတ်ပြီးတော့မှအဲ့ဟာကိုဒီဘက်ကမကောင်းဘူးကောင်းအဲ့ဒါကောင်းတဲ့ဟာဘာရှိလဲသူတို့မေးတယ်အဲ့ဒါမေးနှစ်ခုမေးပြီးတော့မှအဲ့နှစ်ခုဒါလို့ရင်သူတို့တက်ဘာကြိုးစားရမလဲဒါပေမဲ့ဒီ NLP ရဲ့နည်းပညာနဲ့သုံးလိုက်တဲ့အချိန်ကျတော့သူတို့မှဒါလို့ရင်သူတို့ဘောကမတိုးတက်ဘူးသူတို့လုံးဝကိုဆုပ်ယုပ်ပြီးတော့အမားဒီမှာတော့ရေရှည်နေလို့မရတော့မဲ့အနေထားထိရအောင်သူတို့ဆွဲထုတ်လိုက်တဲ့အချိန်မှာသူတို့တည်သွားပြီးတော့အဲ့ဆို okay အမရေမနေ့ပြန်ကြစားပြီးတော့ညီမတို့ကဒီ negative အတွေးတွေမတွေးတော့ဘူးအဲ့စိတ်ကိုမထားတော့ positive စိတ်နဲ့ပဲနေမယ်ပေါ့အဲ့လိုမျိုးလေးရအဲ့ cross and fat လေးကိုလည်းတေချာလေးသူတို့ကိုရှင်းပြပေးနိုင်တယ်ဆရာ ID NLP ရဲ့နည်းပညာလေးနဲ့လေ